You know the guy on the street? အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အောင်ပန်းနေပင်းတရောက်သွားတဲ့လမ်းကလမ်းအကွေးကောက်လေးနဲ့ရှုခင်းတွေကိုပြသသွားမှာပဲဖြစ်ပါတယ်မနက်9 နာရီလောက်မှာတော့ပင်းတရမြို့ရောက်ခဲ့ပြီးတိတ်မကြခင်မှာပဲရွှေဥမင်းတဘာဝလှိုင်ကိုဖျားကြီးကိုရောက်ခဲ့ပါတယ်ရွှေဥမင်းလှိုင်ကူတော်ကြီးကိုတော့လူတွေကဖန်တီးထားခဲ့တာမဟုတ်ပဲတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ထုံးချောက်လှိုင်ကူတော်ကြီးတစ်ခုပဲဖြစ်ပါတယ်ဒီကူကြီးထဲမှာဖျားယူပွားတော်ပေါင်း8094စုရှိရလို့လည်းသိရပါတယ်ဒီတစ်ပုတ်ပင်တွေကိုတော့ကျွန်တော်တို့ပြန်လာပြီးတိတ်မကြခင်မှာပဲခုတ်လဲနေတဲ့ post တစ်ခုကိုတွေ့ခဲ့ရပါတယ်ပိုးကြတယ်ဆိုပြီးတော့တီးခဲ့ရပါတယ်ဗျအရန်ကိုနှမျောကိုကောင်းလွန်ပါတယ်ဗျဒါကတော့ပိုးတလုတ်ရေကန်ကြီးပဲဖြစ်ပါတယ်ကဲဒီလိုနဲ့ကိုဟဲဟဲခေါ်သွားတဲ့ဖြက်လန်းတွေရနေပဲကနန်းကြရေတကွန်ကိုခီးဆက်လိုက်ကြပါစို့ဒီပိုင်းလေးကတော့ဒီလောက်ပါပဲကနန်းကြရေတကွန်သွားလိုက်ခဲ့တာလေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးပါဦး